ကျွန်တော်တို့ရဲ့ဇလိုင်းကိုအိုးမဲ့အိမ်မဲ့အမျိုးသမီးကဦးနဲ့စတင်ထားပါတယ်သူမဟာမြောင်းထဲကျသွားတဲ့သူမရဲ့မိချစ်ကိုပြန်နှိုက်ဖို့လောက်ရာကနေရှေ့တက်တဲ့မှာအလောင်းတစ်လောင်းကိုတွေးလိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ပြီးမြဲဘလို့တက်တဲ့အထောက်ထားမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့တေဆုံးသူရဲ့အိတ်ပုံတရံရိုက်ကြံခဲ့တာကိုတော့သူတို့မျက်မြင်တွေ့ရှိခဲ့ကြပါတယ်အဲ့ဒီအိတ်ဟာထူးခြားတဲ့ပုံစံရှိပြီးတီးသက်စီရီယယ်နံပါတ်ပါရှိတဲ့အိမ်မျိုးဖြစ်နေပါတယ်ဒါကြောင့်သူတို့ဟာစိုင်းတဆိုင်ကိုတွားရောက်စုံစမ်းခဲ့ကြပြီးတေဆုံးသူဟာအလွန်အမင်းအေးခဲတဲ့တန်ကြောင့်တေဆုံးခဲ့တာဖြစ်လို့တရားခံနဲ့ပတ်သက်တဲ့တပ်တွေထောက်ထားရှာဖွေဖို့ခက်ခဲနေပါတယ်။ဇုံတော့ပတ်စီကိုဖုံးတကောလာပါတယ်။အဲ့ဒီအိတ်ရဲ့အမှတ်တစိမ့် brand ပိုင်ရှင်ဟာ John ဆိုသူဖြစ်ကြောင်းသူတို့သိရှိသွားကြပါတယ်။ John ကဒီအိတ်ကိုသူမရဲ့တငယ်ချင်းတစ်ယောက်ကိုလက်ဆောင်ပေးခဲ့တာပါ။သူမကိုရဲစခန်းကိုခေါ်ယူစစ်ဆေးတဲ့အခါမှာတော့တေဆုံးသူဟာဒီဆာရာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ဆာရာကိုဘလို့ကြောင့်မှတ်မိနေတယ်လဲဆိုတာသိနိုင်ဖို့ဇလန်းကိုအတိတ်စီခဏပြန်သွားကြည့်အောင်။အဲ့ဒီမှာကျွန်တော်တို့ရဲ့ဇက်လိုက်မင်းသမီးဟီရိုအင်စတိုးဆိုင်တဲ့ကိုဝင်လာပုံကိုတွေ့ရမှာပါသူမဟာအဲ့အကြီးကြီးတစ်လုံးကိုကိုင်းပြီးစိုင်းအနှက်လျှောက်ကြည့်နေပါတယ်အိတ်တွေကတန်ဖိုးကြီးလွန်းတယ်လို့စိုင်းရှင်ကလည်းအခုနကအလောင်းကိုခွဲခြားပေးခဲ့တဲ့အမျိုးသမီးဂျွန်ပဲထည့်ပါတယ်အရေးကြီးတဲ့အချက်ကစိုင်းဝင်တန်းတစ်ယောက်ဟာသူမကိုဆင်းရဲတယ်လို့ထင်ပြီးအိတ်တွေကိုမကိုင်းဖို့တားမြစ်ခဲ့ပါတယ်ဒါပေမဲ့ဆာရာကသူမကိုင်းမိတဲ့အိတ်မြန်သမားကိုအကုန်ဝယ်မယ်လို့ပြောလိုက်ပါတယ်တကယ်ပဲသူမကအိတ်ထဲကနေပတ်စံတွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်များပြနေပါတယ်ဒီလိုထူးဆန်းတဲ့အပြုအမူ unique personality ကြောင့်ပဲဂျွန်ကဆာရာကိုမေ့မရခဲ့တာပါနောက်ပိုင်းမှာဆာရာဟာအာရှတလွားကဘူဒါကုမ္ပဏီရဲ့မန်နေဂျာဖြစ်လာခဲ့ပါတယ်ဒီနေ့မှာတော့ဂျွန်ဟာသူမရဲ့တုံငယ်ချင်းနဲ့အတူညစာစားနေတုန်းချွိုင်းလို့အမည်ရတဲ့ဥက္ကဋ္ဌအမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်ဥက္ကဋ္ဌချွိုင်းကဂျွန်ရဲ့ Knox လို့ခေါ်တဲ့အမှတ်တစိမ့်ကိုလက်မခံဘဲညှင်းပယ်ခဲ့ပါတယ်ဂျွန်ကရင်ကြီးနဲ့ဘာကြောင့်ညှင်းတာလဲလို့မေးမြန်းခဲ့ပေမဲ့ဒီဥက္ကဋ္ဌကတော့အလွန်ရိုင်းဆိုင်တဲ့အမျိုးသမီးဖြစ်ပြီးဂျွန်ကိုစော်ကားမော်ကားဖြိုးဆိုခဲ့ပါတယ်ဒေါသထွက်နေတဲ့ဂျွန်ကအထက်မှာဆာရာနဲ့မတော်မဆတိုင်မိသွားပြီးသူမကင်ထားတဲ့အိတ်နဲ့ဆာရာရဲ့ခေါင်းကိုရိုက်မိသွားပါတယ်။အဲ့ဒီမှာတင်ဆာရာကတောင်းပန်စကားဆိုပြီးသူတို့နှစ်ဦးအိတ်ချင်းလဲလွယ်ခဲ့ကြပါတယ်။ဆာရာရဲ့ပြုမှုဆက်ဆိုင်ပုံကအရန်ကိုယဉ်ကျေးသိမ့်မွေပြီးအဆင့်အတန်းရှိပါတယ်။သူတို့နှစ်ယောက်အတူထိုင်စကားပြောဖြစ်ကြတဲ့အခါမှာလဲဆာရာကနွေးထွေးပဲတောင်းပန်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးသူတို့နှစ်ဦးအားအလွန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။အထူးသဖြင့်ဘသူမှမချင်းကပ်နိုင်တဲ့ရောင်လို့အမည်ရတဲ့အနုပညာရှင်တဦးစီကိုဆာရာကချင်းကပ်နိုင်ခဲ့တာကိုဂျုံကအတော်လေးအထင်ကြီးသွားခဲ့ပါတယ်။ဆာရာဟာသူမရဲ့ကားနဲ့တိုက်မိတို့မျိုးဖန်တီးပြီးမှရောင်နဲ့ရင်းနှီးအောင်လုပ်ခဲ့တာပါ။ဂျုံကတော့ဆာရာရဲ့ဒီလိုထပ်မြက်တဲ့ဦးနှောက်နဲ့လှုပ်ဆောင်ချက်တွေကိုအံ့ဩလို့မဆုံးထိခဲ့ရပါတယ်။ဆာရာကသူမကိုယ်တိုင်ဒီဇိုင်းထောက်ထားတဲ့အိတ်ကိုဂျုံရက်ရှိအောင်ကူညီပေးခဲ့ပြီးသူမရဲ့အမှတ်တစိမ့်brand ကိုအိမ်တစ်လုံးထဲမှာပဲတီးတန့်ထီအောင်တီထောင်းခြင်းတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဂျုံကသူမရဲ့ Knox အမှတ်တစိမ့်နဲ့ပူးပေါင်းဖို့ collaborate လုပ်ဖို့အကြံပြုခဲ့ပါတယ်။အစပိုင်းမှာဆာရာနဲ့ဝန်ထမ်းတွေကဒါဟာစွန့်စားရကြပြီးမလိုအပ်ဘူးလို့ထင်တာကြောင့်ဝေခွဲများဖြစ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆာရာကသဘောတူခဲ့ပြီး1.5 ဘီလီယံယင်းနှီးမြှုပ်နှံခဲ့ပါတယ်။ရောင်းအားပထမလာမှာတင်1 ဘီလီယံအထိမြတ်စွန်းခဲ့ပြီးအကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။ဒါဟာဂျုံအဒီနဲ့ဆာရာကိုနောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်ပါပဲ။စုံတော့ကတေဆုံးသူရဲ့ဓာတ်ပုံကိုတောင်းတဲ့အခါမှာတော့ဆာရာကဓာတ်ပုံရိုက်ခင်ရတာဝါသနာပါသူဖြစ်ပေမဲ့ဂျုံနဲ့တွဲရိုက်ထားတဲ့ပုံတပုံမှမရှိတာကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်။စုံတော့ပတ်ကအခင်းဖြစ်ပွားရာကကင်မရာ CCTV တွေကိုတဦးတည်းပြန်လည်စစ်ဆေးတဲ့အခါမှာလူစိုးကိုက်တစ်ခုကအလောင်းကိုအဝတ်စားတွေချွတ်ပြီးညှောချလိုက်တာကိုတွေ့ခဲ့ရပါတယ်။ဒါပြင်နောက်ထပ်ထိတ်လန့်စရာအချက်တစ်ခုကတော့ဂျုံဟာကုမ္ပဏီကနေငွေတွေအလွဲသုံးဆွဲထားမိလို့ဆာရာစီကနေ1.5 ဘီလီယံကိုပြန်တောင်းခဲ့ပူပါတယ်။အဲ့ဒီချိန်မှာဆာရာကဘသူကိုမှမပြောဖို့နဲ့စိတ်အေးဆေးဆေးထားဖို့သူမကိုနှစ်သိမ့်ခဲ့ပါတယ်။ဂျုံကြိုက်ထားတဲ့အိတ်ဟာအတုဖက်နေပြီးဆာရာကသူမကိုလိန်ညာခဲ့တာကိုသိလိုက်ချိန်ပါပဲ။ရင်ခွဲဥမှစစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်ဆက်လက်စုံစမ်းကြည့်ခြင်းအားဖြင့်သူမရဲ့အမည်ရင်းဟာဂျွန်လွတ်ဖြစ်ပြီးအသက်30ရွယ်အမျိုးသမီးတဦးဖြစ်ကြောင်းကလွယ်လို့ကြာတဲ့မှတ်တမ်းတွေဘာမှမရှိတာကိုတွေ့ရှိလိုက်ရပါတော့တယ်။စုံတော့ပကအရင်ကရဲစခန်းရှေ့မှာငိုနေတဲ့မိန်းကလေးတစ်ယောက်ကိုတတိယသွားပါတယ်။အဲ့ဒီတုန်းကသူမဟာမျက်ရည်တုပ်ဖို့ခေါင်းပေါင်းပေါ်ဝါကိုချွတ်လိုက်ချိန်မှာပကသူမကိုကြည့်ပြီး Navy Blue အယောင်နဲ့ဝတ်လိုက်တာပိုကြည့်ကောင်းမှလို့ပြောခဲ့ပူပါတယ်။သူမမှတ်တရလိုက်တဲ့အခါမှာလဲချိုင်းထောက်ကိုအဲ့ဒီလိုကင်တာမှားနေတယ်လို့ဒုတိယအချက်ကအကင်အတွေးကအရေးကြီးတယ်လို့သူကအကြံပြုခဲ့ပါသေးတယ်။အခုစုံစမ်းစစ်ဆေးမှုတွေအရဂျောင်းဟာသူမစီကနေ1.5 ဘီလီယံလင်လေသွားတဲ့ဆယ်ရာကိုလက်စားချေဖို့စ조사ခဲ့တာသိတာလာပါတယ်။ဒါကြောင့်လူဆိုးကိုင်းတစ်ခုကိုခိုင်းစေပြီးဆယ်ရာကိုနှိပ်စက်ကပတ်စံတွေပြန်တောင်းခိုင်းခဲ့ပါတယ်။အလေပတ်စံအစားဘတ်ဝေါ်ဆိုင်ကတန်ဖိုးကြီးအိတ်တွေကိုပေးမယ်ဆိုပြီးသူတို့ကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီအိတ်တွေထဲမှာအပေါင်1 တန်း100တန်ပါတယ်။ဒါပေမဲ့ဆယ်ရာကတော့သူတို့ငယ်နေခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတွေအားလုံးအတု fake တွေထင်နေလို့ပါဒါကြောင့်ဂိုင်းကောင်းဆောင်ကဒေါသထွက်ပြီးသူမကိုရိုက်နှက်ခဲ့ပါတယ်နောက်ပိုင်းစုံစမ်းမှုတွေအရ Sarah ရဲ့ company မှာဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့မှုတဲ့ Yun ဆိုတဲ့မိန်းကလေးအကြောင်းကိုရဲတွေသိရှိသွားပါတယ်။စုံတော့ပါဘာလို့ဒီလောက်ရှုပ်ထွေးတဲ့လိမ်လည်မှုကိုလုပ်ရတာလဲ15ဘီလီယံရရင်ထွက်ပြေးလိုက်ရုံပဲလေလို့စဉ်းစားနေပါတယ်။ဒါပေမဲ့ဒီထက်မကတဲ့အစီအစဉ်တွေရှိနေဦးမှာပါ။စုံကလက်ထောက်ကတော့ brand site မှာအယောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့တဲ့အမျိုးသမီးငယ်လေးစီတွားရောက်စုံစမ်းခဲ့ပါတယ်။သူမက Sarah ကိုဘယ်လိုသိတယ်လဲဆိုတာဖြစ်သူမပြောပြချက်အရာ Sarah ဟာအိတ်တဲ့အတွက်တန်းနဲ့ချီအခန့်တဲ့တူထပြီးတခါက Sarah မှာတောက်စရာကုန်နေတဲ့အတွက်သူမကလက်ဆောင်ဖျားတစ်ခုနဲ့အတူသူ့ရဲ့ကပ်ပြားကိုပေးလိုက်ရကနေနီးခဲ့တာပါ Sarah ကသူမကိုတညူးအဖြစ်အလုပ်ခံခဲ့ပါတယ် Sarah ရဲ့ထက်မြက်မှုကတော့အံ့ဩကပါပဲတခါက John ကိုနှိမ်ခဲ့မှုတဲ့ဥက္ကဋ္ဌအမျိုးသမီး President Choi ကိုဖိတ်ကြားခဲ့ပါတယ် John ကအစပိုင်းမှာစိတ်ဆိုးပြီးပြုတ်အံ့မတတ်ဖြစ်ခဲ့ပြီးမြဲSarah ကဥက္ကဋ္ဌစီကိုအိတ်တလုံးယူဆောင်လာပေးခဲ့ပါတယ်။ဥက္ကဋ္ဌကအဲ့ဒီအိတ်ကိုအရန်သဘောကျသွားပြီး Sarah ရဲ့ဖုန်းနံပါတ်ကိုတောင်းကယာဒူးတိုးပေးဖို့အထိကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ခြေမှာမှ Sarah ကိုရန်က company ရဲ့ director ဖြစ်နေတာကိုဥက္ကဋ္ဌသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီလက်ထောက်မလေးကကွက်ထဲမှာသူ့တွေပြတ်နေနေတာကိုအမှတ်မတင်သိရှိသွားပြီး Sarah ကိုအဲ့ဒီအကြောင်းမေးမြန်းခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့လက်ထောက်မလေးကအိတ်အတူတွေအကြောင်းတိုင်ကြားဖို့ဒါပေမဲ့ Sarah ကညင်းဆိုခဲ့ပါတယ်။သူတို့စကားပြောနေတော့မှပဲတငယ်ချင်းဖြစ်သူမိန်းကလေးရောက်လာပြီးစကားဖြတ်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာစုံထောက်ပါခဲ့လက်ထောက်ဟာသူ့ကိုတယောက်ဖြစ်တယ်။ဒါတွေကိုအတန်ဖန်းထားတယ်ဆိုတာထုတ်ပြောလိုက်ပြီးစုံထောက်ပါကလည်းရောက်ရှိလာကစုံစမ်းစစ်ဆေးမှုတွေစတင်ပါတော့တယ်။အာဟာရဲစခန်းမှာလူဆိုးခိုင်းကိုတိုင်ချက်ဖွင့်စင်ကနေသူမရဲ့နာမည်အမှန်မဟုတ်ပဲညက်မှတ်ပုံတိုင် ID ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲရဲတွေကရှုထွေးနေခဲ့တာဖြစ်ပါတယ်။ Sarah အပေါ်မှာရှိတွေကတော့သူမရဲ့လုပ်ငန်းအားလုံးဟာအတူတွေဖြစ်နေတာပါပဲ။ဒါပေမဲ့ထူးခြားတာတစ်ခုကတော့ဟာ brand တွေအပေါ်ထားတဲ့ချစ်စိတ်ကတော့အစစ်ဖြစ်ပြီးအတူအိတ်တွေကိုတခြားသူတွေစီမရောက်ချင်ပဲမိရှိုဖြတ်စည်းပလေရှိပါတယ်။စုံတော့ပတ်ကရှာဖွေခွင့်ဝါရန်ရယူပြီးအခင်းထပွားနေရာကိုတွားရောက်စစ်ဆေးတဲ့အခါမှာချို့ထားတဲ့အပိုင်းအစာတွေကိုတွေ့ရှိခဲ့ပါတယ်။ဒါတွေကိုရဲစခန်းဖြစ်မှာငိုနေတဲ့အမျိုးသမီးကိုပြလိုက်တဲ့အခါမှာသူမကအကြီးအကျယ်တုံ့လုံချသွားနေပါတယ်။အဲ့ဒီနောက်စုံတော့ပတ်ကိုယ်တိုင်မြောင်းနဲ့ဆင်းပြီးအလောင်းနဲ့ပတ်သက်တဲ့တက်တဲ့အထောက်ထားတွေကိုရှာဖွေခဲ့ပါတယ်။တစ်ဖက်မှာလည်းယွန်နဲ့သူမရဲ့တငယ်ချင်းဖြစ်သူဟာဆာရာကို2018ခုနှစ်တုန်းကဝန်တန်း short စီ employee discount ပေးတဲ့မှတ်တမ်းတွေထဲမှာတွေ့ခဲ့ဘူးကြောင်းသတိရသွားကြပါတယ်။အဲ့ဒီမှာသူမရဲ့အမိရင်အစ်စ်အမှန်ရှိနေခဲ့တာပါ။သူတို့ဟာဆာရာဒေါသတကြီးနဲ့ဖြတ်ခိုင်းခဲ့တဲ့ဓာတ်ပုံတွေကိုပြန်ရှာခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲဓာတ်ပုံတစ်ပုံကိုပြန်တွေ့ခဲ့ပါတယ်။အဲ့ဒီပုံမှာဆာရာရဲ့မျက်နှာကိုမမြင်ရပေမယ့်သူမရဲ့ခြေထောက်ကတတ်တူးကိုတော့အထင်အရှားမြင်နေရပါတယ်။ဒါဟာတေဆုံးသူဟာဘသူလဲဆိုတာကိုအတီးပြုတ်ပေမဲ့အဆုံးအဖြတ်တတ်သေးပါပဲ။စုံတော့ပါကနဲ့အဖက်ဟာလွန်ခဲ့တဲ့9နှစ်ကမှတ်တမ်းတွေကိုပြန်လည်စစ်ဆေးတဲ့အခါမှာ Moksu သို့မဟုတ် Match ဆိုတဲ့အမျိုးသမီးဟာဆာရာရဲ့တငယ်ချင်းဖြစ်ပြီးအခုစုံစမ်းနေတဲ့နေရာမှာပဲအတူအလုပ်လုပ်ခဲ့ဘူးကြောင်းသိလိုက်ရပါတယ်။ဆာရာရဲ့ရုပ်သွင်းပြင်းနဲ့ခြေထောက်ကတတ်တူးဟာ Moksu နဲ့ထပ်တူကျနေတာကြောင့်သူတို့အံ့ဩသွားကြပါတယ်။ဒါပေမဲ့ပိုပြီးထီလန့်စရာကောင်းတာက Moksu ဟာလွန်ခဲ့တဲ့မိုင်းနှစ်ကတည်းကတေဆုံးသွားခဲ့ပြီဆိုတဲ့အချက်ပါပဲ။ဒါဟာဆာရာကတေဆုံးသူ Moksu ရဲ့အထောက်ထားကိုခိုးယူပြီးအလုတ်ဝင်ခဲ့တာကိုပြနေပါတယ်။တခါကဝယ်သူတယောက်က1တန်း50တန်းအိတ်တလုံးကိုဝယ်ပြီးနောက်ခဏကြာမှအိတ်အခိုးခံလိုက်ပါတယ်။အဲ့ဒီအတွက်ဆာရာဟာအဖြစ်တင်စော်ကားမှုတွေကိုအတန်တိုက်ခံစားခဲ့ရပါတယ်။အလုတ်ပင်ဖန်လွန်လူတခြားသူတွေစားကြွင်စားကြံတွေကိုတောင်စားခဲ့ရတဲ့အထိသူမဘဝကဆိုးရွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့မန်နေဂျာကမယိုးသားတဲ့ကန့်လန့်မှုတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ဝန်ထမ်းလျှော်စေ employee discount ကိုတုံးပြီးတန်ဖိုးကြီးပစ္စည်းတွေကိုခိုးဝယ်ပေးဖို့ပါပဲ။ဒါကြောင့်လဲသူမဟာ2018ခုနှစ်မှာအလုပ်လုပ်ရင်းအိတ်တလုံးကိုဝန်ထမ်းလျှော်စေနဲ့ရောက်အောင်ယူခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအိတ်ကိုမန်နေဂျာစီကံမပေးပဲ online မှာဈေးညှိနှိုင်းလို့ရတဲ့အိတ်အစ်စ်အဖြစ်တင်ညောင်းခဲ့ပါတယ်။အစပိုင်းမှာတော့ဘသူမှစိတ်ဝင်စားမှုမပြခဲ့ကြပါဘူး။တင်ရက်မှာတော့သူမဟာအိမ်သားထဲမှာဝန်ထမ်းတွေပြောနေကြရဲ့ Gemma ဆိုတဲ့နာမည်ကြီး blogger တယောက်အကြောင်းကြားလိုက်ရပါတယ်။အဲ့ဒီ blogger ကအကန့်အသတ်နဲ့ထုတ်တဲ့ limited edition အိတ်တွေကိုရောင်းတာကြောင့်ခဏလေးအတွင်းမှာပဲအကုန်ရောင်းထွက်သွားတာပါ။ဒါကိုသိတဲ့ဆာရာဟာကွန်ပျူတာသုံးပြီး Gemma ရဲ့မျက်နှာနေရာမှာသူမရဲ့မျက်နှာကိုအစားထိုးကဒါဟာရှားပိုက် PC ဖြစ်တယ်လို့ရေးပြီးပြန်တင်လိုက်ပါတယ်။အဲ့ဒီမှာတင်ဝယ်ချင်းသူတွေကတိတဒန်ကြီးပေါ်လာပြီးအိတ်တွေအများကြီးကိုရောင်းချနိုင်ခဲ့ပါတယ်။
ဒါပေမဲ့အဲ့ဒီအိတ်တွေဝယ်ဖို့အတွက်သူမဟာသူတစ်ပါးရဲ့ကတ်တွေကိုခိုးယူသုံးဆွဲခဲ့လာကြောင်းဝန်ထမ်းတွေနဲ့ပြည်ထနာတက်ပြီးကုမ္ပဏီမှာအကြီးအကျယ်အရှုပ်ထွေးထိခဲ့ပါတယ်။သူမဟာအကျွေးဟောင်းတွေကိုစက်နိုင်ခဲ့ပေမဲ့နောက်ထပ်အကျွေးအသစ်တွေကိုထပ်ချေးခဲ့ရပြန်ပါတယ်။အတိုးပေးဖို့အတွက်တလအချိန်တောင်းရင်စာချုပ်မှာလက်မှတ်ထိုးလိုက်တဲ့အခါမှာတော့1တန်း50တန်းအကျွေးဟာ1တန်း9000ထစ်သွားပါတော့တယ်။အဲ့ဒီအချိန်ကစပြီးသူမဟာအကျွေးရှင်တွေလက်ကနေအမြဲတမ်းထွက်ပြေးနေခဲ့ရပါတယ်။ အကျွေးတွေများလုံးကကြောင့်သူမဟာမိုက်ပုံတွေကိုမွေးနှောက်ရတဲ့အထိဘဝကပျက်စီးသွားခဲ့ပြီးအလုတ်ခွေမှာလည်းအကျွေးရှင်တွေရဲ့လာရောက်နှောက်ယှက်မှုဖိအားပေးမှုတွေကြောင့်အလုတ်ကနေထူးပယ်ခြင်းခံခဲ့ရပါတယ်။ဆရာဟာမိသက်ခေါင်းလောင်းကိုတီးပြီးမှန်ကိုခွဲကာသူမမျက်စိကျနေတဲ့အိတ်ကိုယူခဲ့ပါတယ်။သူမဟာအဆုံးစီရင်ဖို့ဆုံးဖြတ်ထားတဲ့အတိုင်းကောင်းကင်ကိုကြည့်ပြီးကိုအဆုံးစီရင်ခဲ့ပါတယ်။ဒါပေမဲ့ဆုံတော့ပါကတော့တာဟာလက်ကွက်တစ်ခုလိုထန်တရားရှိနေပြီးဆရာဟာအသက်ရှင်နေတဲ့သူယူဆတာကြောင့်အမှုကိုပြန်ဖွင့်ဖို့အထက်လူကြီးစီခွင့်တောင်းခဲ့ပါတယ်။ဒါပေမဲ့အထက်လူကြီးကညင်းပယ်ခဲ့ပြီးပတ်ကိုယာရုတိုးဖို့ပဲစိတ်ဝင်စားနေတယ်လို့ဆွဆွဲခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့အချက်တစ်ချက်ကိုပတ်တတိထားမိသွားပါတယ်။ဆရာရဲ့တပ်ပုံအောက်ကစာသားဟာတေဆုံးသွားတဲ့မော့ဆူတိုမဟော့မတ်ချ်ရဖုန်းတွေက message စာသားနဲ့ထပ်တူကြနေတာပါ။အဲ့ဒီကနေတဆင့်စုံစမ်းကြည့်တဲ့အခါဥက္ကဋ္ဌရဲ့လက်ထောက်ဖိသူကောင်ဆိုတဲ့နာမည်ကိုတွေ့ရှိခဲ့ပါတယ်။စုံတော့ပတ်ကအလောင်းကိုရှာဖွေဖို့ရေကန်မြောင်းကိုပြန်လဲစစ်ဆေးတဲ့အခါမှာတော့ဥကောင်းခွန်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့မှုခင်းဆရာဝန်ကစစ်ဆေးပြီးတဲ့နောက်မှာတော့ထိတ်လန့်စရာကောင်းတာကအဲ့ဒီအလောင်းဟာအသက်20ဒါမှမဟုတ်30အရွယ်အမျိုးသားတူဖြစ်နေတာပါပဲ။ပတ်ခါကောင်းရဲ့အိမ်ကိုတွားရောက်ပြီးသူ့ကိုစစ်ဆေးမေးမြန်းခဲ့ပါတယ်။ဆရာရဲ့အလောင်းကိုမြောင်းထဲမှာတွေ့ပြီးတစွန်တယောက်ကသူမကိုတတ်သွားတာလို့ပြောပြီးကောင်းနဲ့ဆရာလူရဲ့ပတ်သက်မှုကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီမှာကောင်းကဥက္ကဋ္ဌကောင်ကလူသမားပါလို့ဖွင့်ထားဝန်ကန်လိုက်ပါတယ်။ကောင်ရဲ့ပြောကြားချက်အရဆရာဆိုတဲ့နာမည်ဟာအတူထပြီးသူကိုယ်တိုင်ကဆရာကိုချမ်းသာတဲ့သူလို့ထင်ပြီးပတ်စံရဖို့အတွက်အရင်ချင်းကပ်ခဲ့တာပါ။ဆရာရဲ့အမည်ရင်းဟာယုံထပြီးသူမမှာခင်မွန်းရှိပါတယ်။သူမရဲ့ခင်မွန်းဟုံးဟာသူမကိုနေဆက်လီရှိပြီးအပြည့်မထွက်နိုင်အောင်ဖနက်တွေကိုအကုန်သိမ်းထားတတ်သူပါ။တခါကသူမဟာကောင်စီကိုအကူအညီတောင်းတဲ့ message ကိုပို့ခဲ့ပြီးကောင်သွားကြည့်တဲ့အခါမှာတော့သူမဟာခြေပြားလာနဲ့ထွက်လာပြီးခင်မွန်းထိသူဟာဖနက်တွေအကုန်ယူသွားလို့ကောင်ရဲ့ဖနက်ကိုခဏငန်းစီးခဲ့ရပါတယ်။ဆရာဟာကောင်နဲ့အတူအပြင်မှာစားတောက်လေးရှိပါတယ်။သူမရဲ့ခင်မွန်းဖြစ်သူဟုံးဟာသူမကိုအစားအစာကအစားကန့်တဲ့ချုချယ်ပြီးထိန်းချုပ်ထားသူပါ။ဟုံးဟာလူငယ်တချို့အပေါ်မှာငွေတိုးပေးစားပြီးချမ်းသာနေသူဖြစ်တယ်လို့တစ်ဖက်မှာလည်းကျွေးမီတွေပေးဆံနေရသူပါ။ကောင်ကသူမကိုဘာလို့ဒီလိုလူမျိုးနဲ့လက်ထပ်ခဲ့တာလဲလို့မေးတဲ့အခါမှာတော့သူမကဒါဟာကန်တရားပဲလို့ဖြေခဲ့ပါတယ်။ကောင်ဟာဆရာကိုတကယ်ပဲချစ်မိသွားပြီးသူမကိုခေါ်ပြီးထွက်ပြေးဖို့အထိကန့်လန့်ခဲ့ပါတယ်။တခါကဆရာစီကနေငွေညစ်ခဲ့တဲ့လူမိုင်းဟာကောင်စီကိုရလာပြီးအကျွေးဆက်ဖို့ရိုက်နှက်နှိစက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာကောင်ကဆရာနဲ့တွေ့တဲ့အခါသူမရဲ့လက်အောက်ကဒဏ်ရာတွေကိုကြည့်ပြီးခင်မုံဖြစ်သူဟာသူမကိုမူးရက်ဆေးတွေနဲ့နှိစက်နေတယ်လို့သိသွားပါတယ်။ကောင်ကဟုံးကိုတတ်ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့ဆရာသူမဟုတ်ယွန်ကသူမရဲ့ခင်မုံကိုစာအထိနာခံပြီးကောင်ကိုထွက်ပြေးခိုင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမကနာမည်ကိုဆရာလို့ပြောင်းသွားကြောင်းအကူအညီလိုကြောင်းကောင်စီကို message ပို့ခဲ့ပါတယ်။ကောင်လည်းသူမသက်ဘာမှလုပ်ပေးဖို့အတင်းရှင်နေခဲ့ပါတယ်။ဆရာကသူ့ကိုဥက္ကဋ္ဌအမျိုးသမီးစီမှာအလို့ရအောင်ထွန်းပို့ခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးကြားမှာပြဿနာဆက်တက်တာကကောင်ကအစီအစဉ်တွေကိုရပ်တန့်ချလာတဲ့အခါပါ။ဆရာကသူ့ကိုဖောင်တင်နဲ့ထိုးပြီးနင်ကဘာကောင်မို့လို့ငါ့ကိုလာတားတာလဲလို့ဒေါသကြီးပြောဆိုခဲ့ပါတယ်။ကောင်ဟာသူမနောက်ကိုတိုက်လိုက်ကြည့်တဲ့အခါမှာတော့သူမဟာသေးသေးလေးအထည်ခန်းလေးထဲမှာအိတ်အတုတွေကိုကိုယ်တိုင်လှုပ်နေတာကိုတွေ့သွားခဲ့ပါတယ်။သူမရဲ့နောက်ကျောင်းကိုစုံစမ်းကြည့်တဲ့အခါသူမကသူ့ကိုလိန်ညာထားမှန်းသိသွားပေမဲ့ချစ်လွန်းတာကြောင့်မဖော်ထုတ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ကောင်ဟာဒေါသကြီးနဲ့ဆရာရဲ့ခင်မုံဟုံးကိုဖုံးဆက်ပြီးဆရာကဖဲရိုက်သည့်ငွေတွေဖြုံးနေတယ်လို့လိန်ညာပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဆရာကိုဟုံးကတက်ပစ်ခဲ့ပါတယ်။ခဏအကြာမှာတော့ဆရာရဲ့အလောင်းကိုမြောင်းထဲမှာတွေ့ပြီးဆိုတဲ့သတင်းကြောင့်ကောင်ဟာသူကိုယ်တိုင်ပဲသူမတည်ဆုံမှုရဲ့အကြောင်း